အားလုံးပဲမင်္ဂလာပါဒူရီတော်လေး YouTube channel လေးကနေကိုရီမားတွေအားလုံးကိုနေထွေးစာပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်တော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုရောက်ကြည့်ရှုနေတဲ့အကိုရီမားတွေအားလုံးပဲဒုတိယမကျန်စိတ်ချမ်းသာကိုကြမ်းပါကြပါစေစိတ်တော်တိုင်းကိုပါလို့စန္ဒတွေတလုံးတော်ဝါရကြပါစေသက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးပွားရရှိပါစေလို့အမျိုးတွေအားလုံးကိုပထမဦးစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲချစ်တော်လေးတွေအားလုံးပဲတော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဝင်လာမယ်ဝင်လာပြီဆိုတာနဲ့လိုက်လက်မလေးတယောက်တစ်ချက်စီနေပါ channel လေးကို subscribe မရသေး channel လေးကို subscribe လေးနေပြီးကြည့်ပေးပါအများမြင့်အများတွေ့အများပေါတော်လေးရဲ့ဒီဗီဒီယိုဖိုင်လေးကို share မှု share အားလေးနဲ့ကိုညီသွားပေးပါအကိုတွေမတွေအားလုံးပဲတော်လေးတို့ဒီတစ်ပတ်မှာဆိုရင်5ကြိမ်5ရက်ကို3ကြိမ်ပဲစော့ကြိမ်ရှိတယ်2ရက်ကဖောင်းတယ်ကြာတာအင်္ဂါဗုဒ္ဓ2ရက်ဖောင်းတယ်အကိုတွေမတွေအားလုံးပဲတလင်းလာကြာတာရေးတောက်ကြ3ရက်ပဲစော့ရတာဖြစ်တဲ့အတွက်တလင်းလာနေမှာလဲတော်လေးတို့ပြီးခဲ့တာနေကုန်စရာမှာနှစ်ကြိမ်သုံးဖို့ဒီကြိမ်တော့တော်လေးတို့စူးစမ်းပေးထားတယ်ဆိုပေမဲ့တော်လေးတို့မနက်ပိုင်းမှာ9ပတ်တီ9 8ဆိုတဲ့ကနန်းလေးနဲ့နှစ်သီးသားလေးအဆင်ပြေခဲ့တယ်နေ့တိုင်းမှာเนาะဒါပေမဲ့တော်လေးမအားမလက်လို့အကိုတွေမတွေအားလုံးပဲအလူတန်းနေရှိလို့မအားမလက်လို့အကိုတွေမတွေညနေပိုင်းမှာတော်လေးဒါနော်ကနန်းလေးတွေဒါမတင်ပေးခဲ့တာအခုမှအောင်ပွဲခဲ့ရတာဖြစ်တဲ့အတွက်မနက်ပိုင်းမှာတော်လေးတလေးလာနေမနက်ပိုင်းမှာ58ဆိုတဲ့ကနန်းလေးနဲ့ပေါက်ကြတယ်ရကြတဲ့ကိုတွေမတွေလည်းပေါက်ကြီးလေးတွေမှတ်နော်တော်လေးတို့ညနေပိုင်းမှာခွန်3ဆိုတဲ့ကနန်းလေးနဲ့တော့ဒါလွဲချုံမှုရှိတယ်ပေါ့နော်ချစ်တော်လေးတွေအားလုံးပဲကဲအမျိုးတွေအားလုံးပဲဒီနေ့ကြာတာပရင်းနေကုန်မှာလဲ2ကြိမ်သုံးဖို့တစ်ကြိမ်ကိုအကောင်းဆုံးစူးစမ်းပေးထားတာဖြစ်တဲ့အတွက်အစားဆုံးလေးတော့ကြည့်သွားပါဗီဒီယိုဖိုင်လေးဖြစ်တာမလို့တူတူနဲ့လိုရင်ပဲသွားမယ်အကိုတွေမတွေအားလုံးပဲနေ့တိုင်းကိုတွေမတွေရောအဖွဲ့ဝင်ကိုတွေမတွေရောတော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုအစားဆုံးလေးကြည့်သွားပါတော်လေးရဲ့နော်အဖွဲ့ဝင်အကိုတွေမတွေအားလုံးပဲအဖွဲ့ဝင်ကနန်းလေးကဒီ3ရက်အတွင်း9ရက်မှာ3ရက်ပဲဒါစောရတာဖြစ်တဲ့အတွက်ဒီ3ရက်အတွင်းကိုကြားရမယ်ကနန်းလေးကိုတော်လေးပေးထားတဲ့အဖွဲ့ဝင်လေးတွေအားလုံးပဲအဲ့ကနန်းဇာရုံးမွေးကွက်ကိုဆက်လိုက်ထားပါเนาะဇာရုံးမွေးကွက်ကိုဆက်လိုက်ထားပါတော်လေးပေးတာ3ရက်အတွင်းစောရမယ်ကနန်းလေးပါเนาะတလင်းလာနေပဲရှိသေးတယ်ကြာတာပရိတောက်ကြမှာ2ရက်အတွင်းစောရမယ်လက်ဆောင်ပတိလက်ဆောင်ကနန်းဖြစ်တာမလို့เนาะ3ရက်အတွင်းလိုက်ရမယ်ကနန်းဖြစ်တာမလို့တော်လေးပေးတဲ့ဇာတို့တော်လေးပေးတဲ့မွေးကွက်ကလေးတွေကိုအဖွဲ့ဝင်လေးတွေအားလုံးပဲဆက်ပြီးလိုက်ထားပေးပါเนาะကဲနေ့တိုင်းမှာလဲเนาะနေ့တိုင်းအကိုတွေမတွေအားလုံးပဲတော်လေးတို့ကြံဒီတပတ်တုံးမှာ6ကြိမ်ကိုနော်3ချိန်4ချိန်ရတော့အကောင်းဆုံးစူးစမ်းပေးတာဖြစ်တဲ့အတွက်အစားဆုံးကြည့်ပါကဲဘယ်သီးလေးတွေထိုးရမလဲဘယ်အော်ကွက်ကလေးတွေအဓိကထားဆိုရမလဲဆိုတာကိုညှဝေပေးမယ်နော်ဗီဒီယိုဖိုင်လေးဖြစ်တာမလို့နော်အစားဆုံးလေးကြည့်ပါကနန်းလေးတွေလည်းကြိုက်နှစ်တက်တဲ့အကြိုက်တူညီမှုရှိတယ်ဆိုရင်တော်လေးပေးထားတဲ့ကနန်းလေးတွေကိုအကိုတွေမတွေနော်တင်ပြီးထိုးလို့ရတယ်ကြိုက်နှစ်တက်တယ်ဆိုရင်တင်ထိုးပါနော်တော်လေးပေးတဲ့ကနန်းလေးတွေကိုကြားရတယ်သိရတယ်ဆိုလဲ comment မှာမှတ်ပါကဲအကိုဒီမတွေအားလုံးပဲနေတဲ့ကနန်းလေးတွေသွားမယ်နော်ကဲအဖွဲ့ဝင်လေးတွေအားလုံးပဲတော်လေးမှားထားတာအကိုဒီမတွေနော်3ရက်အတွင်းစောရမယ်ကနန်းဖြစ်တဲ့အတွက်ကြာတာပရိတောက်ကြ2ရက်မှာလဲဆက်ပြီးစော့ထားပါဇာရုံးမွေးကွက်ဆက်လိုက်ထားပါနော်ဒါ3ရက်အတွင်းပေးထားတဲ့ကနန်းလေးပါနော်ကဲအကိုဒီမတွေအားလုံးပဲ30ရက်9လ2026ကြာတာပရိနှစ်နော်မနက်မကြညနေကျင်းနေကြမယ်ကနန်းလေးမနက်ပိုင်းမှာတော်လေးကနန်းပါလာရင်နေ့လေတနာရီထို့တော်လေးလိုက်ရှိုးလွှင့်ပေးမယ်တော်လေးကနန်းလေးတွေမနက်ပိုင်းမှာပါမလာရင်နော်4:30ကိုပြန်ပြီးစော့ပေးပါနော်ညနေကိုပြန်ပြီးစော့ပေးပါညနေမှာအားကောင်းတယ်မနက်ပိုင်းမှာပါမလာခဲ့တော့ရှိနော်ကဲကိုရီမတွေအားလုံးပဲကြာတာပရင်းဒီမှာထိုးရမယ်ပတိဒီ3ညပတ်ဒီခွန်ပတ်ဒီ3ညခွန်ဝမ်းခြင်းဖြစ်ပါတယ်နော်3ညပတ်ဒီခွန်ပတ်ဒီ3ညခွန်ဝမ်းခြင်းဖြစ်ပါတယ်3ညကြိုက်တဲ့ကိုရီမတွေ3ညကိုပတ်ပါခွန်ကြိုက်တဲ့ချစ်တော်လေးတွေအားလုံးပဲခွန်ကိုပတ်ပါနော်3ညကြိုက်တဲ့ကိုရီမတွေ3ညကိုပတ်ပါခွန်ကြိုက်တဲ့ကိုရီမတွေအားလုံးပဲခွန်ကိုပတ်ပါကိုကြိုက်နေတဲ့ကနန်းယူကစားလို့ရတယ်တော်လေးကအချိန်ဝမ်းချင်းနှလုံးကြိုက်တဲ့ဒီအချိန်ဝမ်းချင်းနှလုံးမျှဝေပေးတာဖြစ်တဲ့အမျိုးတွေဘက်ကပတိဝမ်းချင်းဒီနှလုံးမကြိုက်ဘူးဆိုရင်တော်လေးရွေးထုတ်ပေးတဲ့တကွက်ကောင်းလေးတွေယူထိုးလို့ရတယ်3ညပတ်တိခွန်ပတ်တိ3ညခွန်ဝမ်းချင်း3ညနဲ့ထိုးရမယ်မရော4ကွက်ကတော့3ည1 3ည3 3ည5 3ည8ဖြစ်ပါတယ်တေချာလေးမှတ်ပါကနန်းလေးတွေကို3ည1 3ည3 3ည5 3ည8ပါကဲကနန်းလေးကြားသိရတယ်ဆို comment မှာမှတ်မယ်3ည1 3ည3 3ည5 3ည8ဖြစ်ပါတယ်အကိုတွေမတွေအားလုံးပဲခွန်နဲ့ထိုးရမယ်မရော4ကွက်ဒီခွန်1ခွန်6ခွန်5ခွန်2ပါအစင်လိုက်ခေါ်ပေးမယ်ခွန်1ခွန်2ခွန်6ခွန်5အကိုတွေမတွေအားလုံးပဲအတက်နိုင်ဆုံးနည်းနည်းလေးခေါ်ပေးတာဖြစ်တဲ့အတွက်တေချာလေးနားလေးသဘောပေါက်ကြည့်ပါခွန်1ခွန်2ခွန်2ခွန်5ခွန်6ဖြစ်ပါတယ်
3ညနဲ့ဆိုရင်3ည1 3ည3 3ည5 3ည8ဖြစ်ပါတယ်ကဲတော်လေးကြိုက်ဆုံးတကွာကောင်းလေးခေါ်ပေးမယ်အကြိုက်ဆုံးတကွာကောင်းလေးမပြောပြခင်မှာ၄လုံးအပီးတွဲအခွေလေးကိုခေါ်ပေးမယ်၄လုံးအပီးတွဲအခွေလေးကတော့3ည1 4နှစ်အပီးတွဲခွေပါနော်3ည1 4နှစ်အပီးတွဲခွေပါဒီ၄လုံးအပီးတွဲခွေလေးကိုခွေထိုးမယ်ဆိုခွေထိုးလို့ရတယ်ခွေမထိုးချင်တဲ့အကိုတွေမတွေကြိုက်တဲ့ဝမ်းချင်းရှိမယ်ဆိုဒီ၄လုံးအပီးတွဲနဲ့ကတ်ထိုး3ည1 4နှစ်အပီးတွဲပါ3ည1 4နှစ်အပီးတွဲလေးပါအကိုတွေမတွေအားလုံးပဲကဲအကြိုက်ဆုံးတကွာကောင်းပြောမယ်နော်ဘာဖြစ်လို့လဲဆိုတော့ကနန်းလေးတွေကသေချာလေးခေါ်ပေးနေရသေချာလေးမှတ်ပါနော်တော်လေးကအချိန်လဲအများကြီးကိုမယူထားပါဘူး9မိနစ်6မိနစ်ပဲတော်လေးယူထားတာဖြစ်တဲ့အတွက်နော်အစားဆုံးလေးတော့ကြည့်ပေးပါလိုက်လက်မလေးနှိပ်ပြီးအားပေးပါ channel လေးကအသစ်ဖြစ်တာမလို့ channel ကို subscribe လေးနှိပ်သွားပေးပါနော်ကဲတကွာကောင်းလေးအကြိုက်ဆုံးတကွာကောင်းတော်လေးပြီးတဲ့လေးလုံးပြီးတွဲခွေလေးကတော့3ည1 4နှစ်လေးလုံးအပြီးတွဲမှာအပူးလေးပါတယ်3ညဘူး1ဘူး4ဘူး2ဘူးဆိုပြီးအပူးပါပါတယ်เนาะအပူးဒီအားစရာမလိုတဲ့တရားဖို့တက်နိုင်တဲ့နိုင်200ဖို့တက်နိုင်တဲ့နိုင်ထိုးထားပါ3ည1 4နှစ်မှာအပူးပါပါတယ်အကြိုက်ဆုံးတကွာကောင်းလေးကိုခေါ်ပေးမယ်3ည1 4နှစ်အပူးပါတယ်ခွန်ခွန်အပူးပါတတိထားပေးနော်ခွန်ခွန်အပူးပါတတိထားပေးပါအပူးဒီအားစရာမလိုတဲ့အတွက်တရားဖို့တက်နိုင်တဲ့နိုင်200ဖို့တက်နိုင်တဲ့နိုင်ထိုးတာ3ညခွန်ဆိုတဲ့ဝမ်းချင်းလေးဒီဝမ်းချင်းတိုင်းလေးကြားတတ်တယ်နော်နက်ခတ်ဆိုတဲ့ကနေ့ဝမ်းချင်းတိုင်းလေးကြားတတ်တယ်အကိုတွေမတွေတတိတော်ထားပါထည့်ပြီးတော့စော့ထားပါကဲအကြိုက်ဆုံးတကွာကောင်းလေးကတော့3ညနဲ့ပတ်သက်ရင်3ည6တီတကွာကောင်းခွန်နဲ့ပတ်သက်ရင်ခွန်4တီတကွာကောင်းပါနော်3ညနဲ့ပတ်သက်ရင်3ည6တီတကွာကောင်းခွန်နဲ့ပတ်သက်ရင်ခွန်4တီတကွာကောင်းပါ3ညနဲ့ပတ်သက်ရင်3ည6တီတကွာကောင်းခွန်နဲ့ပတ်သက်ရင်ခွန်4တီအကြိုက်ဆုံးတကွာကောင်းလေးပါကဲတော်လေးလေးလုံးအပီးတွဲခွေ3ည1 4နှစ်အပီးတွဲမှာအပူပါတယ်ခွန်အပူပါတတိထားပါ3ညခွန်ဆိုတဲ့ဝမ်းချင်းအတိုင်းလေးကြားတတ်တာဖြစ်တဲ့အတွက်3ညခွန်ဆိုတဲ့ကဏ္ဍလေးကိုလည်းထည့်ကစားတာပြီးအမျိုးတွေအားလုံးပဲเนาะကဲဒါကကြာတာပရင်းနဲ့เนาะမနဲ့မကြညက်နေကျင်းသေးကြမယ်ပတ်တိဝမ်းချင်းမင်းရောကွက်တကွာကောင်းလေးတွေဖြစ်တာမလို့အကြိုက်တူညီတယ်ဆိုလို့ရှိရင်တင်ပြီးကစားပေးပါအကိုတွေမတွေအားလုံးပဲကဲတော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုနော်အဖွဲ့ဝင်လေးတွေရောနေတိုင်းကလေးတွေရောကြည့်ရှုနေတဲ့အကိုတွေမတွေအားလုံးပဲအစားဆုံးကြည့်ရှုနေတဲ့အမျိုးတွေအားလုံးပဲဝင်လာတာနဲ့မင်္ဂလာပါလို့တယောက်တစ်ချက်စီ comment မှာမှန်ပေးပြီးတော့ like လက်မလေးနှိပ်ပြီးအားပေးပါ channel လေးကို subscribe နှိပ်ရသေး channel လေးကို subscribe လေးနှိပ်ပြီးကြည့်ပါအများမြင်အများတွေ့အများပေါအောင်တော်လေးရဲ့ဒီဗီဒီယိုဖိုင်လေးကို share မှု share အားလေးနဲ့ကိုညီသွားပေးပါနော်ချစ်တော်လေးတွေအားလုံးပဲတော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲရနာပြစေမျိုးတွေအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေလူမှုရေးစီးပွားရေးစောက်ဆက်ရေးအစီအစဉ်ချုံးမိကြပါစေတော်လေးပြီးတဲ့ကဏ္ဍအနေနဲ့ဒိုင်းနေမှာဝေသောထုတ်နိုင်ပါစေလို့မျိုးတွေအားလုံးကိုစုမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလည်းပါချက်တော်လေးတွေအားလုံးပဲပေါက်ကြပါစေရကြပါစေเนาะအမျိုးတွေအားလုံးပဲ